ဖိုးရှိတုန်းကရွာလေးတစ်ရွာမှာဖိုးထောင်ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်။ဖိုးထောင်ဟာဆင်းရဲတဲ့မိသားစုကနေဆင်းသက်လာပြီးတော့ငယ်ငယ်ကတည်းကအလုပ်ကြိုးစားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူ့မှာအိမ်မက်တစ်ခုရှိပါတယ်။ဒါကတော့သူ့မိသားစုအတွက်တာယာဝပြောတဲ့အနာဂတ်တစ်ခုတည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ကိုဖိုးထောင်ဟာအထက်တန်းပညာကိုအောင်မြင်ပြီးတဲ့နောက်မှာမြို့ကြီးတစ်မြို့ကိုရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။မြို့ကြီးမှာအလုပ်ရှာဖွေရတာမလွယ်ကူပေမဲ့ဖိုးထောင်ဟာဆွဲနှပဲနဲ့ကြိုးစားပြီးတော့စက်ရုံတစ်ခုမှာအလုပ်ရသွားခဲ့ပါတယ်။သူ့အလုပ်ကလုပ်အားခမများတဲ့အလုပ်မဟုတ်ပေမဲ့ဖိုးထောင်ဟာသူရတဲ့လားစာတဲ့ကနေတပြားတစ်ချက်ကိုမှမဖြုံးပဲစုဆောင်းခဲ့ပါတယ်။ဖိုးထောင်ဟာသူ့ရဲ့ပန်းနိုင်ကိုအာယုံစိုက်ပြီးနေတိုင်းအလုပ်ကြိုးစားခဲ့ပါတယ်။သူဟာသူ့ရဲ့စုဆောင်းတဲ့ငွေတွေကိုဘဏ်မှာစနစ်တကျစုဆောင်းခဲ့ပြီးတော့အနှဲငယ်စီရင်းနှီးမြုပ်နှံခဲ့တာဖြစ်ပါတယ်။သူဟာသူ့ရဲ့စုဆောင်းတဲ့ငွေတွေကိုအိမ်ဝယ်ဖို့နဲ့မိသားစုအတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အနာဂတ်မှာသူကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။အချိန်ကြာလာတဲ့နေ့အမျှကိုဖိုးထောင်ရဲ့စုဆောင်းတဲ့ငွေတွေဟာတဖြည်းဖြည်းများပြားလာခဲ့တာဖြစ်ပါတယ်။သူဟာသူ့ရဲ့ရေမှန်းချက်တွေကိုအကောင့်ထဲပေါ်ဖို့လမ်းကြောင်းပေါ်ရောက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖိုးထောင်ဟာသူ့ရဲ့စုဆောင်းတဲ့ငွေတွေနဲ့သူကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုစတင်နိုင်ခဲ့ပါတယ်။သူ့လုပ်ငန်းဟာတဖြည်းဖြည်းကြီးထွားလာပြီးသူ့မိသားစုဟာလည်းတာယာဝပြောတဲ့ဘဝကိုရရှိခဲ့ပါတယ်။ကိုဖိုးထောင်ရဲ့ဇွဲနှပဲနဲ့ကြိုးစားမှုတွေဟာသူ့ကိုအောင်မြင်မှုတွေစီရောက်ရှိစေခဲ့ပါတယ်။သူ့ရဲ့ပုံမြင်ဟာတငယ်ချင်းတွေအတွက်စိတ်အားထက်သန်စရာတာရကတစ်ခုဖြစ်ပြီးစူးစမ်းမှုနဲ့စူးစောင်းမှုတွေဟာအနာဂတ်ကိုတည်ဆောက်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်လို့သက်သေပြခဲ့တာဖြစ်ပါတယ်။